ဂျူနီယာမာဟုံဟာရန်ကုန်မြို့မှာအောင်မြင်နေတဲ့လူငယ်လုပ်ငန်းရှင်တူပါသူ့ကိုမွေးစားမိခင်ကပဲပြုစုပြောထောင်ခဲ့တာဖြစ်ပြီးဂျူနီယာမာဟုံမမွေးခင်ဆယ်စုနှစ်များစွာကတည်ဆုံးသွားခဲ့တဲ့ဒန်တာရီလာလက်ဝဲကျော်မာဟုံရဲ့ဇနီးလေးဖြစ်ပါတယ်မာဟုံဟာသွေးထွက်တန်ယိုကြမ်းတမ်းတဲ့ရွှေခါးပဘိုလူဝဲမှာအသက်ပေးသွားရတာပါဂျူနီယာမာဟုံဟာလူမှုပတ်ဝန်းကျင်မှာအောင်မြင်နေပြီမယ်သူ့ထွေးထဲမှာစီးဆင်းနေတဲ့မျိုးရိုးလိုက်တဲ့တိုက်ပွဲဝင်စိတ်တဲ့ကြောင့်လူမတိအောင်ရိုးရာလက်ဝှေကိုတဲခွင်းဒီမှာတိတ်တဆိတ်လေ့ကျင့်နေခဲ့ပါလေဂျူနီယာမာဟုံဟာဒီနေ့မှာသူဟာလက်ဝှေပြီးရင်မာဟုံရဲ့တားရင်ထစ်ကြောင်သိရှိသွားတဲ့အခါမိမိကိုယ်ကိုပြန်လဲရှာဖွေဖို့မြို့ပါဘွားကိုစွန့်ခွာပြီးရှေးဟောင်းပကံမီတို့ခရီးထွက်ခဲ့ပါလေထိုနေရာမှာသူ့ဖခင်ရဲ့အပြင်းထန်ဆုံးပြိုင်ပတ်ဟောင်းဖြစ်တယ်လို့အရင်နှီးဆုံးတငယ်ချင်းလဲဖြစ်တဲ့အငိမ့်ဆိုင်လက်ခွေကျော်ဥဘိုကိုလိုက်ရှာပါတယ်ဥဘိုဟာအခုအခါမှာတော့ခေတ်သစ်လက်ခွေလောကညဝေးရာဖုန်ကြီးကျောင်းတစ်ကျောင်းရဲ့အနီးမှာအေးအေးချမ်းချမ်းနေထိုင်နေသူပါဥဘိုကလက်ခွေလောကဟာအလွန်အန္တရာယ်များတဲ့အတွက်အစပိုင်းမှာလက်မခံခဲ့ပါဘူးမန်ဟုံရဲ့မျိုးဆက်နောက်တစ်ယောက်ထက်ပြီးအသက်ဆုံးရှုံးမှာကိုသူမလိုလားပါဘူးဒါပေမဲ့ဂျူနီယာမန်ဟုံကပြင်းပြတဲ့ဇွဲလုံလာကိုမြင်တဲ့အခါမှာတော့လေ့ကျင့်ပေးဖို့သဘောတူလိုက်ပါတယ်လေ့ကျင့်ခန်းဒီကတော့အလွန်ပင်ပန်းကြမ်းတမ်းလာပါတယ်ကြက်ခိုင်မှုအတွက်မိုးမလင်းခင်အချိန်ကတည်းကစီဒီပထိုးရီရဲ့ရှည်လျားတဲ့လှေကိုင်းတစ်တီအတိုင်းအပေါ်အောက်ပြေးတက်ရတာမျိုးခန္ဓာကိုယ်မာကြမှုအတွက်ဝါဖို့ဝါတွေကျွန်းတစ်တုံးတွေကိုလက်သီးခြေထောက်တတောင်ဒူးနဲ့ဥကောင်းတော့နဲ့ထိုးနှက်ပြီးတာမဏီလိုမာကြအောင်လုပ်ရတာမျိုးစိတ်တိုင်ပိုင်းဆိုင်ရာအတွက်တိုက်ပွဲမစခင်ငြိမ်းချမ်းမှုကိုရှာဖွေဖို့လက်ခွေရိုက်ကကကိုပိုင်နိုင်ဖို့အတွက်ဘုံကြီးကျောင်းမှာတရားမှန်လေ့ကျင့်ရတာမျိုးဂျူနီယာမန်ဟုံဟာဖခင်ရဲ့အရှင်အဝါကိုမယူပဲနာမည်ဝှိညစ်နေပွဲဒီမှာလိုက်ထိုးရင်နာမည်ကြီးလာပါတယ်ဒါပေမဲ့အမျက်ကြီးစားပွဲစားတယောက်ကဂျူနီယာမန်ဟုံဟာဘသူသားဆိုလာကိုရိပ်မိသွားပါတယ်ပွဲစားဟာပတ်ဆက်အများကြီးရမယ်စိန်ခေါ်ပွဲတစ်ခုဖြစ်လာအောင်သူ့ရဲ့မျိုးရိုးကိုလူသိရှင်ကြားချပြလိုက်ပြီးသူ့ဖခင်ရဲ့ဂုံတိတ်ခါကိုနှိမ့်ချပြောဆိုပါတယ်ဂျူနီယာမန်ဟုံဟာကရင်ပြည်နယ်ကဘသူမှအလဲမထိုးနိုင်သေးတဲ့အင်အားကြီးလက်ဝှေသမားမွေးဟောက်နဲ့ရွှေခါပန်လူဖို့စိန်ခေါ်ခြင်းခံရပါတယ်ဘိုလူပွဲကိုရွှေတကွန်စီဒီတော်ကြီးရဲ့အရေးအောင်မှာကွင်းကြီးမှာခမ်းနားစွာကျင်းပပါတယ်။ရုံးကန်ရမှုအစောပိုင်းရဲ့ခြီတွေမှာဂျူနီယာမန်ဟုံဟာအပြင်းထန်အရိုက်ခံရပါတယ်။လက်ခွေရဲ့ထူးခြားတဲ့အနာတန်းကွင့်ကိုတုံးပြီးအလဲထိုးခံရတာကပြန်ထလာရပါတယ်။အချိုးကွေကဥဘိုကသူ့ကိုမင်းဟာမင်းအဖေအတဲ့တိုက်နေတာမဟုတ်ဘူး။မင်းရဲ့ဝိညာဉ်တည်ရှိနေတယ်ဆိုတာကိုသက်သေပြဖို့တိုက်နေတာလို့အားပေးပါတယ်။တိုက်ကွက်ကဂျူနီယာမန်ဟုံဟာသူ့ဖခင်ရဲ့အမှတ်အဝါဖြစ်တဲ့ဥခေါင်းတိုက်ချက်နဲ့တဒံရိတ်ကွက်တွေကိုပေါင်းပြီးနဝလက္ခဏာအစွမ်းကိုအပြည့်အဝထုတ်ဖော်ပြီးပြိုင်ဘက်ကိုပြန်လေတွန်းပြန်နိုင်ခဲ့ပါတယ်။ပွဲဟာအဆုံးထိရောက်သွားပါတယ်။ဂျူနီယာမန်ဟုံဟာပြိုင်ဘက်ကိုအလဲမထိုးနိုင်ပေမဲ့လူတိုင်းရဲ့လေးစားမှုကိုရရှိပြီးရွှေခါးပတ်ဆုရရှိခဲ့ပါတယ်။